ရိုးနာတဲ့ကိစ္စတွေကဘာတွေ့လဲဆိုတော့ကုတ်ကြီးပေါင်းတော့တွေ့တယ်ကုတ်ကြီးပေါင်းသိထားလားရှိလားရှိတယ်အေးနည်းနည်းများတယ်နော်ဒုတွေကြီးတယ်အဲ့ဒါကြောင့်လေ तू ကတွေးကြောပိတ်ပြီးအုံနောက်ကိုသွေးမြောက်တာလည်းဖြစ်နိုင်တယ်နော်ဘာဖြစ်လို့အဲ့ဒါလို့ပြောလို့ရလဲဆိုတော့ဒီဘက်မှာကတွေးပစ်တာကြီးပါမရှိတဲ့အတွက်တွေးပစ်တာတို့တွေးစီတို့မရှိနေတဲ့အတွက်ကြောင့်မို့ तू ကအုံနောက်ကိုသွေးမြောက်ခြင်းအကြောင်းကဘာလဲဆိုတော့ဒီကြီးပေါင်းကြောင့်မရောက်ဘူးဖြစ်တာလက္ခဏာမျိုးအဲ့ဒါဆိုစီးလိမ့်တာနဲ့ခုနလိုမျိုးအမြန်လေးကိုပါကိုလည်းသတိရအိမ်မှာလေးကောင်းလှုပ်တာမျိုးပေါ့ဒါကတပိုင်းပြီးတဲ့ခါကျရင်ဘာလဲဆိုတော့ဆက်နဲ့ဆိုရင်တော့မမြန်လေးဟိုကြီးပေါင်းကိုနည်းနည်းဖြို့တာမြန်တာပေါ့နော်စေးတူတာရဲ့စားတာရဲ့ဆက်နဲ့ဆိုပုံမြန်တာဒါကတပိုင်းနောက်တစ်ခုကကြတော့လေအယိုးပါတာနဲ့အယိုးပွားတာရောတွေ့ရတယ်အဲ့ဒါကြောင့်အယိုးတွေကြိုက်တာဖြစ်မယ်အယိုးလည်းနာတာပေါ့အယိုးတွေကလည်းနာခြင်းသွေးဆုံးနာလည်းဆိုင်တယ်သွေးဆုံးနာနဲ့ဆိုင်နေဆိုတာမှဘာနဲ့တော့ဆိုင်လဲဆိုတော့တချို့တွေကြတော့ကျမထူးထူးခြားခြားတွေ့ဘူးတဲ့သူတွေရှိတယ်တချို့အမားကြီးတွေလေသူ့အိမ်မှာကြည့်ရလဲအကုန်ကောင်းတယ်တော့အရန်လေအန်အောဖို့ကောင်းသူတို့ဟိုဘယ်လိုပြောမလဲကန်ကောင်းတယ်ပေါ့နော်အယိုးပိုင်းတွေမှာလည်းကောင်းတာတွေ့ရတယ်တချို့ပိုင်းမှာဒီမှာလေအယိုးထဲမှာယိုးရင်းချင်စီတွေပါလေရော့နေတာတွေ့ရတယ်ဒါကြောင့်မို့နာတာအယိုးကတိလားယိုးရင်းချင်စီရောအဲ့ဒါဖြည့်ကိုဖြည့်ရမှာတိလားမဖြည့်ရင်ဒီထက်ပိုဆိုးလာမှာပြီးတော့ဟိုကပေါ့လေးဘက်နာရှိလားလေးဘက်နာမရှိဟုတ်လားဒီမှာသူအစ်စ်နာတဲ့လက္ခဏာလေးလည်းပြတယ်နော်ကြီးပေါင်းတော်တော်လေးများတယ်အဲ့လိုခဏကိုမှရေတက်ခန်းချောက်တယ်လို့လည်းပြတယ်ဒီကအရင်တောက်တာဒါပေမဲ့ခဏအစောမလုပ်တာတိလားကိုကတောက်ပဲမဲ့အဲ့တော့ကိုကမဆုတ်ထားတာမျိုးပေါ့နော်အဲ့လိုမျိုးသူလိုတဲ့တလောက်ကိုမရောက်တာမျိုးလေးအဲ့လိုလေးတွေ့ရနော်နောက်တစ်ခုမှကြတော့အိမ်မှာကြတော့ဘာတွေ့လဲဆိုတော့တိတ်နေရထူတာလေးတွေ့ရတယ်တိလားတိတ်နေရထူတာလည်းတွေ့ရတယ်နောက်ပြီးတော့ဒီသွေးဆုံးမဲ့လက္ခဏာပေါ့နော်ဟော်မုန်းမထွက်ဘူးပေါ့ဟော်မုန်းကျနေဟော်မုန်းကျနေတဲ့လူကနည်းနည်းနေလို့ထိုင်လို့အချိန်နေမကောင်းတတ်ဘူးလေနော်အဲ့ဒါလေးတစ်ချက်ပြီးလေပင်ဟိုပါပေါ့ဟော်မုန်းကျနေဆိုတော့ဒီလေပင်မှာဘယ်လိုခံစားမှုရှိလဲလေပင်အကျိတ်လေးနည်းတွေ့လေရှိတယ်လည်းမရှိဒါပေမဲ့ဒီမှာတွေ့ရသတိထားရတော့နော်ဘာလို့လဲဆိုတော့ဒီတအိမ်နဲ့ဆက်တယ်တအိမ်နဲ့ဆက်မှုရှိတယ်အဲ့လေပင်ကိစ္စကလေနော်